အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပြီးခဲ့တဲ့ဒီ Apple ဂျက်ပိုင်းလောက်ကပေါ့နော် Apple ဘက်ကနေပြီးတော့တိတ်လေးကြီးညာသွားတယ် product 3ခုရှိတယ်တကယ်တော့ငါ4ခုလောက်ထွက်တာပေါ့နော် Mac Studio Mac Mini ကိုနဲ့ပေါင်းလိုက်အခုကကြာကျွန်တော်ပြောပြသွားမှာကျွန်တော်တို့စီမှာပစ္စည်းအတင်များဆုံးနဲ့ customer aware အများဆုံးဖြစ်တဲ့ကျွန်တော်တို့ဒီ iPad series လေးနဲ့ဒီ MacBook ကြောင်းလေးတွေကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့အသစ်ထွက်လာတဲ့ပစ္စည်းတွေကတော့ iPad generation နဲ့อ่ะဗောနော်ရိုးရိုး iPad ကိုမှကျွန်တော်တို့ A16 နဲ့ဖြစ်သွားမယ်ပြီးနောက်တစ်တစ်ဆင့်မြင့်မယ်ကျွန်တော်တို့ iPad Air ပေါ့နော်ဆိုတော့ iPad Air ကတော့ကျွန်တော်တို့ M2 နဲ့မဟုတ်တော့ဘဲနဲ့လက်ရှိအသစ်ထွက်လာတဲ့ model က M3 chip နဲ့ဖြစ်သွားမယ်ပြီးနောက်တစ်ခုအနေနဲ့ကတော့ MacBook Air ပါ MacBook Air ကလည်းကျွန်တော်တို့ဒီအရင်တော့ကလို M3 version နဲ့မဟုတ်တော့ဘဲနဲ့အခုထွက်ထားတဲ့အခုနောက်ဆုံးမှထွက်ထားတဲ့ M4 chip နဲ့သူ့ကိုထုတ်လုပ်ပေးလိုက်မယ်ဆိုတော့သူတို့ဘက်ကနေပြီးတော့မိတ်ဆက်ပေးထားတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီပထမဆုံးစပြောပြမှာတော့ iPad ကျွန်တော်တို့ A16 လေးပေါ့ဆိုတော့ဒီ iPad ကတော့အားလုံးပဲသိကြတဲ့အတိုင်းပဲအရင်တော့ iPad 10 generation ကိုသူတို့က chip upgrade လုပ်ပေးလိုက်တယ် upgrade လုပ်ပေးပြီးတော့အရင်တော့ခေါ်တဲ့ 10.9 ကို11 inch လို့ခေါ်လိုက်တယ်အဲ့လိုခေါ်နေပေမဲ့လေသူ့ရဲ့ sequence size ကတော့ 10.9 က 10.9 ပဲလို့ပြောလို့ရတယ်ပြီးနောက်တစ်ခုရှိတာကကျွန်တော်တို့ upgrade ထပ်ဖြစ်သွားတာ A16 ပေါ့ဆိုတော့ A16 ဖြစ်သွားလို့လေကျွန်တော်တို့ performance မြင့်လာတဲ့အညီသူနဲ့ပတ်သက်ပြီးတော့သုံးလို့ရမယ့် multitasking တွေတို့ပါတော့ပေါ့နော်အဲ့ဒါတွေ improvement ဖြစ်လာတာလောက်ပဲရှိမယ်ဆိုတော့ iPad ကျွန်တော်တို့ဒီ ACC နဲ့ပတ်သက်ပြီးတော့ refresh လို့ပြောလို့ရတဲ့အနေအထားမျိုးပေါ့နော်ဒီဇိုင်းအနေနဲ့ကတော့ဘာမှပြောင်းလဲမသွားဘူးကျွန်တော်တို့သူ့ကို chip only ပဲ refresh လုပ်ပေးလိုက်တယ်ဆိုတော့အရင် same design ပဲ same screen size ပဲအဲ့ဒါအောင်မှ processor ပြောင်းသွားမယ်ပေါ့ဆိုတော့ဒါတွေကတော့ကျွန်တော်တို့ iPad ကျွန်တော်တို့ဒီ ACC လေးနဲ့ဟာဆိုတော့နောက်တစ်ခုရှိမှာကျတော့ iPad Air iPad Air ကကျွန်တော်လက်ရှိအသစ်ထွက်ထားတဲ့ model ကအရင်တုန်းက M2 နဲ့ရှင်းလိုက်မယ်ဆိုလို့ရင်တော့အများကြီးကွာခြားနေတာမျိုးမရှိဘဲနဲ့ M1 နဲ့ရှင်းလိုက်ရင်ကျတော့ကျွန်တော်တို့အများကြီးကွာသွားတယ်ဆိုတော့ဒီလက်တစ်ထုတ်ထားတဲ့ iPad Air M3 ကကျတော့ဘယ်သူတွေလည်းရည်ရထားလဲဆိုရင်ပထမက iPad Air ကျွန်တော်တို့ဒီ Air4 Air5 လောက်ကင်ထားတဲ့ဒီ consumer တွေပေါ့နော် customer တွေကိုသူတို့ဘက်က target ထားတယ်ဘာလို့လဲဆိုတော့သူတို့အနေနဲ့ upgrade လုပ်မယ်ဆိုလို့ရှိရင် performance က 60% လောက်အထိကွာခြားသွားပြီဆိုတော့ M3 နဲ့ M1 မှာအကြောင်းကွာခြားချက်ကနည်းနည်းများတယ်ဆိုတော့လေဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ GPU core က9 core ဖြစ်သွားတာတို့ဘာတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ processor တွေမြင့်သွားတာတို့ဘာတို့ပေါ့နော်ဆိုတော့အဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့ daily life တွေ video editing ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ computer ကျွန်တော်တို့ Excel work နဲ့ပတ်သက်တဲ့အလုပ်တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီတခြားသောဘာလို့ဆို video editing နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုးဆွဲဆုံးသုံးလို့ရတာမျိုးတွေရှိလာမယ်တချို့သော game တွေမှာဆိုလို့ရှိရင်လည်း hardware ray tracing ပါလာတာကြောင့်မလို့ performance မြင့်မြင့်နဲ့ game ကောင်းကောင်းဆော်လို့ရမယ့်အနေအထားမျိုးတွေဖြစ်လာမယ်ပြီးရင်ပိုကောင်းတာတစ်ခုကအရင်လိုမျိုး latency နောက်ကျတာတွေမဖြစ်တော့ဘဲနဲ့အခုကဒီဘုတ်က upgrade ဖြစ်သွားတဲ့အတွက်ကြောင့်မလို့သူအရင်ကလည်း latency ကအရင်ကတည်းကနည်းနည်းလျော့လာမှာเนาะဆိုတော့ controller နဲ့ဆော့မယ်ဆိုလို့ရှိရင်လည်း controller နဲ့ဆော့တဲ့ game တွေဆိုလို့ရှိရင်တော်တော်မိုင်းမဲ့အနေအထားမျိုးမှာရှိတယ်ဒါကလည်းကျွန်တော်တို့သူ့အနေနဲ့ကအရင် M2 နဲ့ရှင်းလိုက်ရင်တော့chip ပဲဒီအထက်ကဒီ SoC ပဲကျွန်တော်တို့က upgrade ဖြစ်သွားမယ်ဆိုတဲ့သဘောဖြစ်သွားမယ်ဒါပေမဲ့ M1 နဲ့ရှင်းလိုက်ရင်ကြတော့သူ့အနေနဲ့က performance ဘိုင်းတွေဒီသူအတွင်းထဲမှာပါနေတဲ့ဒီ Apple Intelligence နဲ့ပတ်သက်ပြီးလုံးဆောင်နိုင်မဲ့ကျွန်တော်တို့ neural processing နဲ့ပတ်သက်တဲ့အပိုင်းတွေအပိုင်းတွေကအများကြီးကွာခြားလာမယ်ဒါလေးကကြတော့ကျွန်တော် iPad Air နဲ့ပတ်သက်တာလေးဆိုတော့နောက်တစ်ခုရှိရတော့ကျွန်တော်တို့ MacBook Air 13 အဲ့လေးက73.6လေးသူအခုလက်ရှိအသစ်ထွက်ထားတာကတော့ M4 ချစ်နဲ့လာမယ်ဗျဆိုတော့အဲ့ M4 မှာကြတော့လေထုံးစံသနာ iPad Air တို့ကျွန်တော်တို့ iPad New Generation တို့လိုပဲကျွန်တော်တို့ same design ပဲ same body ပဲဒါပေမဲ့ကွာသွားမှာကြတော့ထဲရရှိနေ processor ဆိုတော့အရင်ဒီ M3 နဲ့ရှင်းလိုက်ရင်ကြတော့ဘာမှအများကြီး improvement ဖြစ်မသွားဘူးဆိုပေမဲ့ M1 တို့ဒီအရင်တုန်းကဒီ MacBook ကိုကျွန်တော်တို့ Intel Silicon နဲ့ကိုင်တဲ့လူတွေအတွက်ကြတော့ improvement အများကြီးဖြစ်သွားမယ်ဥမာ Apple Intelligence သုံးလို့ရသွားတာတို့ performance ကျွန်တော်တို့ 80% နီးပါးလောက်ထိမြင့်လာတာတို့ neural processing က 60% ကောင်းလာအဲ့လိုမျိုးတော့ကိန်းဂဏန်းတွေကတော့အများကြီးပဲသူတို့ရဲ့ဒီ web page မှာတော့ share ပြောထားတယ် commercial video တွေမှာလည်း share ကြေညာထားတယ်ဒါပေမဲ့ကျွန်တော်တို့အတွက် new ဖြစ်စီမှာကတော့ M3 တို့ M2 သမားတွေအတွက်ကြတော့အယောင်ပါပဲအသစ်ဖြစ်လာမယ်အဲ့ဒါလေးကတော့အရန်လှတယ် sky blue လေးမိုက်တယ်ဆိုတော့အဲ့အယောင်လေးလည်းလမ်းတယ်အဲ့ဒါလေးလည်းကျွန်တော်တို့ recommend ပေးခြင်းနဲ့ပစ္စည်းလည်းကျွန်တော်တို့ဘက်ကနေမှားထားတယ်ညီမကျွန်တော်တို့ဒီညီမဗီဒီယိုရောက်ပြီကျွန်တော်တို့ရဲ့ဒီ store ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဘက်ကနေဒီအခုဗီဒီယိုတင်ထားတဲ့ page 2ကနေပြီးတော့ကျွန်တော်တို့ကြီးညာပြီးမှဖြစ်ပါတယ်ဗျဆိုတော့လက်ရှိကတော့ဒီ model 3ခုပေါ့နော်လက်ရှိ update ထွက်လာတယ်ကျွန်တော် Mac Studio တို့ Mac Mini တို့လည်းထွက်တယ်ဒါတွေကကျွန်တော်တို့ဒီ customer demand ဒီမှာနည်းနည်းနည်းတော့လေကျွန်တော်တို့ MacBook တွေပဲကျွန်တော်တို့အသာပြီးပြောပြီးတော့ပါဗျဒီလိုပစ္စည်းတွေဒါရောက်လာပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ unboxing တွေပါရှိခဲ့ရင်လည်းဒီ page မှာပဲထပ်ထည့်ပြီးမှဖြစ်လို့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ပြရသည်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ